Christmas အကြိုညတညဆိုတာတာမန်လူတွေအတွက်တော့ပျော်ရွှင်စရာတွေနဲ့ပြည့်နှက်နေရမယ်ညတညပါဒါပေမဲ့ဆော်ရာမိသားစုအတွက်တော့ထာဝရမမေ့နိုင်စရာအိမ်မက်ဆိုးတစ်ခုဖြစ်ခဲ့ပါတယ်1945ခုနှစ်ဒီဇင်ဘာ24ရက်နေ့ညမှာတော့ West Virginia ပြည်နယ် Fairview မြို့ကသူတို့ရဲ့နေအိမ်ဟာမီးတောင်ကျွမ်းခဲ့ပြီးကလေး9ယောက်ဟာလုံးဝပျောက်ဆုံးသွားခဲ့ပါတယ်ဒီဖြစ်ရဟာအမေရိကန်နိုင်ငံရဲ့အကြီးမားဆုံးနဲ့အထူးဆန်းဆုံးမဖြေရှင်းနိုင်သေးတဲ့ဗဟေဒီတွေကတစ်ခုအဖြစ်ကျန်ရှိနေစေပါဒီကနေ့မှာတော့ဆော်ဒါမိသားစုရဲ့ခြေကွဲပွင်လျှို့ဝှက်ဆန်းကျဲတဲ့ဇလန်းလေးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဂျော့ဆော်ဒါနဲ့ဂျင်းနီဆော်ဒါတို့ဟာအီတလီနိုင်ငံကနေအမေရိကန်ကိုရွှေ့ပြောင်းလာခဲ့ကြပြီးတော့ West Virginia ပြည်နယ် Fairview မြို့မှာအခြေချခဲ့ကြပါတယ်ဂျော့ဟာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပြီးတော့သူတို့မိသားစုဟာချစ်ခင်ပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်မိမလောက်ခင်ညမှာသစိမ်းတဦးကဂျော့ရဲ့အင်ကိုဖုန်းခေါ်ခဲ့ပြီးထူးဆန်းတဲ့စကားတွေပြောခဲ့တယ်လို့သတင်းတွေထပ်ပေါ်လာခဲ့ပါသေးတယ်ဒီဖြစ်ရလေးကနောက်ပိုင်းမှာမတော်တဆမှုလားရာဇဝတ်မှုလားဆိုတဲ့တန်တရားတွေကိုပို့ပြီးတော့ကြီးထွားစေခဲ့ပါတယ်။ဆော်ဒါဟာမိခိုးနှံရလို့အိယာကနိုးလာပြီးသူ့ရဲ့ဇနီးနဲ့ကလေး4ယောက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ကျန်တဲ့ကလေး9ယောက်ဖြစ်တဲ့ Morris, Martha, Lewis, Ginny နဲ့ Betty တို့ဟာအိမ်ရဲ့အပေါ်ဓာတ်မှာပိတ်မိနေခဲ့တယ်လို့ယူဆခဲ့ပါတယ်။ George ဟာသူ့ရဲ့ကလေးတွေကိုကယ်တင်ဖို့အစွမ်းကုန်စူးစမ်းခဲ့ပါသေးတယ်။သူကကားပေါ်မှာမြဲထားလေးရှိတဲ့လေကားကိုယူဖို့စူးစမ်းခဲ့ပေမဲ့မီးစားလောင်တဲ့အချိန်မှာလေကားကပျောက်နေခဲ့ပါတယ်။ပြီးတော့ George ရဲ့ truck ကား2စီးကလည်းထူးဆန်းစွာပဲဆက်နှိုးလို့မရခဲ့ပါဘူး။အိမ်နီးနားချင်းတွေကလည်းလာရောက်ကူညီခဲ့ကြပေမဲ့ဘသူမှကလေးတွေကိုကယ်ထုတ်နိုင်ခဲ့ခြင်းမရှိပါဘူး။မိသက်သမားတွေရောက်လာတဲ့အချိန်မှာတော့အိမ်ကလုံးဝနီးပါးပြိုကျပျက်စီးနေပါပြီ။မီးငိမ့်သွားပြီးတဲ့နောက်မှာတော့အာနာပိုင်တွေကကလေး9ယောက်ရဲ့ရုပ်ကြွင်းကိုလုံးဝရှာမတွေ့ခဲ့ပါဘူး။စုံစမ်းစစ်ဆေးသူတွေကတော့မီးလောင်မှုဟာပြင်းထန်လို့အယိုးပြာတော့မကြံခဲ့တာဖြစ်မယ်လို့ကောက်ချက်ချခဲ့ပါတယ်။ဒါပေမဲ့ဆော်ဒါမိသားစုကတော့ဒါကိုလုံးဝလက်မခံခဲ့ပါဘူး။အဲ့လောက်ပြင်းထန်တဲ့မီးလောင်မှုမှာတော့လူအယိုးတွေဟာမကြံခဲ့ဘူးဆိုတာမဖြစ်နိုင်ဘူးလို့ယူဆခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတန်တရားဖြစ်ဖွယ်ရာအချက်တွေထွက်ပေါ်လာခဲ့ပါတော့တယ်။ပထမချက်အနေနဲ့မီးမလောင်ခင်မှာသူတို့ရဲ့ဖုန်းလိုင်းတွေပြတ်တောက်ခဲ့ပါတယ်။ဒုတိယချက်ကတော့ဂျော့ဟာမီးမလောင်ခင်အိမ်ခေါင်မိုးနားမှာပြင်းထန်တဲ့ပောက်ကွဲသံကိုကြားခဲ့ရပါတယ်။တတိယချက်ကတော့နေအိမ်နဲ့2မိုင်ခွဲသာဝေးတဲ့မီးသတ်ဌာနကိုအကြိမ်ကြိမ်ဖုန်းခေါ်ဆိုခဲ့ပေမဲ့မီးစလောင်ပြီး9နာရီခန့်ကြာမှသာရောက်ရှိလာခဲ့ပါတယ်။စတုထချက်အနေနဲ့ကတော့မျက်မြင်သက်သေရင်မောင်းတအုပ်ကမီးလောင်နေတဲ့အချိန်မှာကလေးတွေကိုကားတက်စီးတဲ့ခေါ်ဆောင်သွားတာတွေ့လိုက်တယ်လို့ပြောကြားခဲ့ပါတယ်။ဒီလိုမျိုးထူးဆန်းတဲ့အချက်တွေကြောင့်ဆော်ဒါမိသားစုဟာသူတို့ရဲ့ကလေးတွေကမီးမလောင်ခင်ကတည်းကပြန်မေးဆွဲခံခဲ့ရတာဖြစ်နိုင်တယ်လို့အခိုင်အမာယုံကြည်ခဲ့ကြပါတယ်။ဆော်ဒါမိသားစုဟာကလေးတွေကိုရှောက်ဖွေဖို့အတွက်သူတို့ဘဝတစ်လျှောက်လုံးကြိုးစားခဲ့ကြပါတယ်။သူတို့ဟာကလေးတွေရဲ့ပုံတွေကိုဆိုင်းပုတ်ကြီးတွေမှာခြေဆွဲပြီးတော့စုငွေတွေပေးဖို့လဲကမ်းလှမ်းခဲ့ပါတယ်။သူတို့ဟာတိုင်းပြည်ရင်းနှံနဲ့လိုက်လံစုံစမ်းခဲ့ပြီးစုံတောက်တွေလည်းငှားရမ်းခဲ့ပါသေးတယ်။အကြီးမားဆုံးမျှော်လင့်ချက်ကတော့1968ခုနှစ်မှာရောက်လာတဲ့ဓာတ်ပုံတစ်ပုံပါ။ဓာတ်ပုံထဲကလူငယ်ဟာပျောက်ဆုံးသွားတဲ့သူတို့ရဲ့သားနဲ့တူနေပြီးတော့ဓာတ်ပုံရဲ့နောက်ကျောမှာလည်းလူဝစ်ဆော်တာလို့ရေးသားထားတာကိုတွေ့ရှိခဲ့ရပါတယ်။ဒီလူငယ်ကိုစုံစမ်းမှုအတွက်ဆော်ဒါမိသားစုဟာကိုပိုင်စုံတောက်တအူးကိုငှားရမ်းခဲ့ပေမဲ့လည်းအဲ့ဒီစုံတောက်ပါပျောက်ဆုံးသွားခဲ့ပြီးတော့ဒီကိစ္စကလည်းဗဟေဒီတစ်ခုဖြစ်နေခဲ့ပါတယ်။သူတို့ရဲ့ကလေးတွေပြန်လာမယ့်နေ့ကိုစောင့်မျှော်နေရင်းနဲ့ပဲဂျော့ဆော်ဒါက1969ခုနှစ်မှာကွယ်လွန်ခဲ့ပြီးဂျီနီဆော်ဒါကတော့1988ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။ဒီနေ့ချိန်ထိ Morris, Martha, Lewis, Ginny နဲ့ Betty တို့ရဲ့ကံကြမ္မာဟာဘလို့လဲဆိုတာဘယ်သူမှမသိကြသေးပါဘူး။သူတို့ဟာမီးလောင်မှုမှာတည်ဆုံသွားခဲ့တာလား။ပြန်ပေးဆွဲခံရတာလား။ဒါမှမဟုတ်တခြားအကြောင်းပြချက်တစ်ခုခုကြောင့်ပျောက်ဆုံးသွားခဲ့ရတာလားဆိုတာကတော့မိကွန်းထုတ်စရာတွေအများကြီးရှိနေသေးပါပဲ။အမှန်တရားကဘာလဲဆိုတာကိုဘယ်သူမှမသိကြသေးပါဘူး။ကလေးတွေဘယ်ရောက်သွားတာလဲဆိုတာနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းပြောပြခဲ့ကြပါအောင်နော်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုပြောပြပေးသွားမှာမို့လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဖို့တောင်းဆိုလိုက်ပါရစေရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။